ဆာလံကျမ်းအခန်းကြီး121အခန်းငယ်1ကနေနှစ်ဆာလံကျမ်းအခန်းကြီး121အခန်းငယ်1ကနေနှစ်ငါကိုမဆချင်းကြောင်းဒီပေါ်ထွက်တော်တောင်ရိုးတို့ငါမျောကြည့်ကောင်းကင်တဲ့မြေကြီးကိုဖန်ဆင်းတော်မူသောထာဝရဘုရားထံတော်မှငါကိုမဆချင်းကြောင်းပေါ်ထွက်ရ၏နှုတ်ကပတ်တော်အားဖြင့်ရောက်ခြင်းစီတိုင်းဖျားရှင်စကားပြောပါစေဒီနေ့ကျွန်တော်တို့နှုတ်ကပတ်တော်ခေါင်းစဉ်ဟာမျောလင့်ခြင်းဆိုပြီးကျွန်တော်ခေါင်းစဉ်ပေးခြင်းတယ်ကျွန်တော်ခရိယန်တွေတွေ့အယံကိုမှအရေးကြီးတဲ့အခြေခံအုတ်မြစ်၃ချက်ရှိတယ်အဲ့ဒီ၃ချက်ကိုတမန်တော်ရှင်ပေါလုကကောရိန္သုထဲမှာဘယ်လိုပြောထားလဲဆိုတော့ယုံကြည်ခြင်းမျောလင့်ခြင်းချစ်ခြင်းဤ၃ပါးတည်လက်ရှိတယ်တဲ့ဤ၃ပါးထဲမှာချစ်ခြင်းမေတ္တာကအမြတ်ဆုံးဖြစ်တယ်ဘာလို့ချစ်ခြင်းမေတ္တာကအမြတ်ဆုံးလဲဆိုတော့ချစ်ခြင်းမေတ္တာကဖရာသခင်ဖြစ်တယ်ဖရာသခင်ကလည်းချစ်ခြင်းမေတ္တာဖြစ်တဲ့အတွက်ကြောင့်ချစ်ခြင်းမေတ္တာကအမြတ်ဆုံးဖြစ်တယ်ဒါဆိုကြားတဲ့တစ်ခုကအရေးမကြီးဘူးလားဆိုတော့အယံကိုမှအရေးကြီးတယ်ယုံကြည်ခြင်းယေရှုခရစ်တော်ကျွန်တော်တို့ယုံကြည်တယ်ယုံကြည်တဲ့အတွက်ကြောင့်တမန်တော်ဘုရားမှာကောင်းကင်ရွှေပြည်တော်ရောက်မယ်ဆိုတဲ့မျောလင့်ခြင်းကလည်းကျွန်တော်တို့ရှိတယ်အဲဒါကြောင့်မျောလင့်ခြင်းလို့ကျွန်တော်တို့ပြောတဲ့အခါမှာတမန်တော်ဘုရားအတွက်မဟုတ်ဘဲနဲ့အခုလည်းကျွန်တော်တို့အားလုံးကမျောလင့်ခြင်းနဲ့အသက်ရှင်ကြတဲ့လူတွေပဲဖြစ်တယ်အကုန်လုံးကအဲကြောင့်ဒီလောကသုတေသနပညာရှင်တွေရဲ့လေ့လာတွေ့ရှိချက်အရပြောမယ်ဆိုလို့ရှိရင်လူတယောက်ကတဲ့မျောလင့်ခြင်းမရှိဘဲနဲ့အသက်မရှင်နိုင်ဘူးတဲ့အသက်မရှင်ခြင်းဘူးအဲဒါကြောင့်များသောအားဖြင့်တော့ကိုယ့်ကိုယ် society လို့တဲ့သူတွေကိုယ့်ကိုယ်အဆုံးစီရင်တဲ့သူတွေသူတို့မှမျောလင့်ချက်မရှိတော့ဘူးငါဒီလောကမှာနေတာထက်တည်တာပဲကောင်းတယ်ဆိုပြီးတော့မှမျောလင့်ချက်မဲ့ဆိုတာနဲ့ဒီလမ်းကိုရွေးကြတာဖြစ်တယ်ဒါပေမဲ့ဒီနေ့တင်တဲ့ကျွန်တော်ဒီနေရာမှာငုတ်တုတ်ထိုင်နိုင်သေးတယ်ဘုရားကိုချီးမွမ်းနိုင်သေးတယ်ဘုရားကိုကိုးကွယ်နိုင်သေးတယ်ဆိုတာမျောလင့်ခြင်းရှိနေသည်လို့ဖြစ်တယ်ကျွန်တော်တို့ရဲ့မျောလင့်ခြင်းကလောကီသားတွေရဲ့မျောလင့်ခြင်းနဲ့မတူဘူးလောကီသားရဲ့မျောလင့်ခြင်းကမြင်လို့ရတဲ့အရာတွေပေါ်မှာသူတို့မျောလင့်ကောင်းမျောလင့်လိမ့်မယ်ဒါပေမဲ့ဒီနေ့တင်တဲ့ကျွန်တော်ရဲ့မျောလင့်ခြင်းကထာဝရဘုရားစီကနေပဲကျွန်တော်တို့မျောလင့်တာဖြစ်တယ်အာမင်ဒါဆိုကျွန်တော်ဘယ်လိုမျောလင့်မလဲဒီနေ့ဘုရားသခင်ကငါ့ကိုအောင်မြင်ခြင်းပေးမယ်ဒါဖျားစီကနေကျွန်တော်မျောလင့်တာဖြစ်တယ်။ဒီနေ့ဖျားသခင်ငါ့ကိုလူများစွာအတွက်ကောင်းကြီးမင်္ဂလာဖြစ်စေမယ်။ဒါဖျားစီကနေမျောလင့်တာဖြစ်တယ်။ဒီနေ့ဖျားသခင်ငါ့ကိုအယံကိုမှချမ်းသာတဲ့ကြွယ်ဝတဲ့သူတယောက်ဖြစ်စေခိုင်းမယ်။ဒါလည်းဖျားစီကနေမျောလင့်တာဖြစ်တယ်။ဟာလေလုယာ။ခုနကျွန်တော်ဖတ်သွားတဲ့ဆာလံဆရာနော်ဒီသူရေးတဲ့ဆာလံတခြင်းကိုကျွန်တော်ကြည့်တဲ့အခါမှာသူလည်းအစဉ်ပြေနေတဲ့အချိန်မှာရေးတဲ့စာလံမဟုတ်ဘူးသူခက်ခဲနေတဲ့အချိန်မှာရေးတဲ့စာလံဖြစ်တယ်ဘလို့တွေ့ရလဲဆိုတော့ငါ့ကိုမဆချင်းချောင်းဒီပေါ်ထွက်တော့တောင်ရွတ်ငါမျောကြည့်တယ်တဲ့ဒါပေမဲ့တကယ်တမ်းကျတော့ငါ့ကိုမဆတာငါ့ကိုဖေးမတာငါ့ကိုမီးတောင်မြောက်ပေးတာကဟိုတောင်ရိုးပေါ်ကမဟုတ်ဘဲနဲ့ထာဝရဘုရားစီကနေပဲလာတာဖြစ်တယ်ဆိုပြီး तू ဘုရားစီကနေ तू မျောလင့်တဲ့အခါမှာအသက်တဖန် तू ပြန်ပြီးတော့မှခွန်အားရှိလာတာဖြစ်တယ်အာမင်ဒီနေ့လည်းသင်ဖျားစီကနေမျောလင့်တယ်ဆိုလို့ရှိရင်အားနေကောင်းနေလိမ့်မယ်ဒါပေမဲ့အားရင်တွေပြန်ပြီးတော့မှရရှိလာမှာဖြစ်တယ်ဟာလေလုယာအဲကြောင့်ကျွန်တော်တို့ရဲ့မျောလင့်ခြင်းကဖျားစီကနေပဲဖြစ်မယ်ဆာလံကျမ်းထဲမှာပြောထားတယ်ဖျားသခင်ကတဲ့သူ့ရဲ့သားသမီးတွေကိုကူညီဖို့မအဆဖို့ရန်အတွက်အားကြီးတော့သူတဦးကိုတာဝန်ပေးထားတယ်တဲ့ခံထားတယ်တစ်ခေါက်ကျွန်တော်ဖတ်မိတယ်ပြန်ရှာတော့မတွေ့ဘူးအဲကြောင့်ကျွန်တော်တို့ဖျားစီကနေကျွန်တော်မျောလင့်တယ်ဖျားကိုအားကိုးတယ်ဆိုလို့ရှိရင်ဖျားကကျွန်တော်တို့ကိုကူညီဖို့မဆဖို့ရန်အတွက်တရားရောက်ကိုအသုံးပြုနိုင်တဲ့ဖျားဖြစ်တယ်သူမှလည်းနီးလန်းများစွာရှိတာဖြစ်တယ်အရင်တော့ကဆရာခွာသူတက်တက်ခန္ဓာကျွန်တော်အယံခွန်အားရတယ်နော်ကျွန်တော်အမြင်မှာဆရာခွာဆိုရင်သူကဆူတောင်းအားကြီးတော့သူပေါ့အဲကြောင့်ဆရာခွာကိုစိတ်မဆိုးခိုင်းနဲ့ဒေါသမတော်ခိုင်းနဲ့သူကလူတွေရှိမှမပြောတော့ဖျားစီမှာပြောတယ်ကိုတော့သူကျွန်တော်လို့ပြောတယ်ပေါ့နော်အဲ့ဒီအဖြစ်ကကျွန်တော်တို့ဘုရားကျောင်း81 34လမ်းတောင်မှာရှိတော့ကအဲ့တော့ကအခုလိုဆိုင်ကယ်ခက်မဟုတ်သူစပိန်ဘုံဆဲတော့လဲစပိန်နဲ့ပဲသွားတာအဲ့ဒါသူတနေ့မနေ့အစောကြီးစပိန်နဲ့ထွက်သွားတာတဲ့ထွက်သွားပြီးတော့ဘယ်သူမှမရှိသေးဘူးเนาะအဲ့ချိန်လူလည်းတိတ်မရှိသေးဘူးအဲ့မှာလမ်းပြောင်းပြန်မောင်းပြီးတော့စီပင်တွေနဲ့သွားတွေ့တာတော့တွေ့တော့စီပင်တွေကသူ့စပိန်ကိုဖမ်းပြီးတော့မှကားပေါ်တင်သွားတယ်တဲ့သူကစပိန်မရှိဘဲနဲ့ချစ်ချင်းပြန်လာတယ်
အဲ့နဲ့မွတ်စလင်ဦးလေးတယောက်ကသူနဲ့တွေ့တယ်အဲ့ဒီမွတ်စလင်ဦးလေးကမင်းစပိန်ကိုလို့ပြောစီပန်နေဖမ်းသွားပြီတဲ့ရွေးလေလို့ပြောတော့ပတ်စံမှမရှိတာတဲ့အဲ့ဒီမွတ်စလင်ဦးလေးကတွားပြီးတော့မှတွားလဲပြောပေးတယ်ပြီးတော့ရွေးပေးတယ်ပြီးတော့သူ့စပိန်ကိုသူပြန်ပေးတယ်ဒီနေ့မှာကျွန်တော်ပြောချင်တာကအဲ့ဒီမွတ်စလင်ဦးလေးနဲ့ဆရာခွန်နဲ့ကဆွေမျိုးတွေလည်းမဟုတ်ဘူးမိတ်ဆွေတွေလည်းမဟုတ်ဘူးဒါပေမဲ့ဆရာခွန်ခက်ခဲတဲ့အချိန်မှာဆရာခွန်ကိုကူညီဖို့ရန်ဘုရားသခင်ကသူ့ကိုတာဝန်ပေးထားတာဖြစ်တယ်ဒီနေ့လည်းတင်ဖျားစီကနေကျွန်တော်မျော်လင့်နေမယ်ဆိုရင်တင်အခက်တွေ့တဲ့ခါမှာတင်ကိုကူညီဖို့တင်ကိုမဆာဖို့တင်ကိုမိတောင်းမြောက်ပေးဖို့ကဘုရားသခင်ကတဦးတယောက်ကိုတာဝန်ပေးထားတယ်ဆိုတာတင်နားလည်ရမှာဖြစ်တယ်အာမင်ဘုရားသခင်လုံနိုင်တယ်ဘုရားသခင်တတ်နိုင်တယ်အဲကြောင့်ကျွန်တော်တို့ရဲ့မျော်လင့်ခြင်းကဖျားစီကနေပဲကျွန်တော်တို့ဖြစ်ဖို့လိုအပ်တယ်လူတွေစီကနေကျွန်တော်တို့မျော်လင့်တဲ့ခါမှာကိုမျော်လင့်တယ်လို့မရတဲ့ခါမှာဝမ်းနေရတယ်ကြေကွဲရတယ်စိတ်ပြရတယ်ငါပိုက်ဆံရှိတော့ကသူတို့ကိုကြွေးပြီးတော့မှသူတို့ပိုက်ဆံရှိတဲ့အချိန်ကျမှငါ့ကိုမကြွေးဘူးငါပိုက်ဆံရှိတဲ့အချိန်သူတို့ကိုချီးပြီးတော့မှသူတို့ပိုက်ဆံရှိတော့ငါ့ကိုမချီးဘူးသူတို့ဘတ်ဒေးတော့ငါဘတ်ဒေးဝေးတင်ပေးပြီးတော့မှငါဘတ်ဒေးအလဲရောက်မှဘယ်သူမှငါဘတ်ဒေးဝေးမတင်ပေးဘူးဒါတွေကလူတွေစီကနေကျွန်တော်တို့မျော်လင့်နေတာဖြစ်တယ်နော်ဆရာတယောက်ဆိုရင်ဘာပြောလဲဆိုတော့ငါရဲ့တူတီတော့ဇနီးတရားတော့ငါရဲ့ဘတ်ဒေးဝေးမတင်ပေးဘူးတဲ့နော်သူဇနီးကတော့မတင်ပေးဆိုကျန်တဲ့သူဆိုဝေးမှဝေးဒါတွေကလူတွေဆက်ကျွန်တော်မျော်လင့်တာဖြစ်တယ်အဲ့တော့ကြောင့်သခင်ယေရှုကအဲ့ဒါကိုကောင်းကောင်းလေးနားလည်တဲ့အတွက်ကြောင့်ခရစ်ဝင်ကျမ်းထဲမှာဘယ်လိုပြောထားတော့တင်းတို့ပေးလူတဲ့ခါတင်းတို့ပေးကမ်းတဲ့ခါမှာတဲ့မရှိစင်းရဲသားတွေခက်ခဲတဲ့သူတွေတွားပြီးတော့မှပေးကမ်းပါလူတန်းပါတဲ့ဘာလို့လဲသူတို့ကပြန်ပြီးတော့မှဂျေဇုပြုတ်နိုင်မှာမဟုတ်ဘူးတဲ့သူတို့ဂျေဇုမပြုတ်နိုင်မှတိတော့ကျွန်တော်လည်းသူတို့ဆရာမျော်လင့်အောင်မလားမမျော်လင့်တော့မမျော်လင့်တော့စိတ်ချမ်းသာတယ်ဒါပေမဲ့သူတို့ကမပြုတ်နိုင်ပေမဲ့ဘယ်သူကပြုတ်လဲဆိုတော့ဖခင်သခင်ကအဲ့ဒီအကျိုးကိုပြန်ပြီးတော့မှဆက်မယ်လို့နှုတ်ကပတ်တော်ထဲမှာပြောထားတယ်အာမင်တုတ်တန်ကျမ်းအခန်းကြီး19အခန်းငယ်19ကျွန်တော်တစ်ချက်လောက်ဖတ်ရအောင်စင်ရသားကိုတနာတော်သူသည်ထာဝရဘုရားအားချီးငှားတော်သူဖြစ်၍သူပြုတော်အမှု၏အကျိုးကိုဆက်ပေးတော်မူလိမ့်မည်တဲ့နောက်တစ်ခေါက်ဖတ်အောင်မယ်စင်ရသားကိုတနာတော်သူသည်ထာဝရဘုရားအားချီးငှားတော်သူဖြစ်၍သူပြုတော်အမှု၏အကျိုးကိုဆက်ပေးတော်မူလိမ့်မည်တဲ့အာမင်ဘယ်သူကဆက်မှာလဲဖခင်ကကျွန်တော်တို့ကိုပြန်ပြီးတော့မှဆက်မှာဖြစ်တယ်အဲ့တော့ကြောင့်ကျွန်တော်တို့ကချီးငှားခြင်းတယ်ဆိုလို့ရှိရင်လူတွေကိုမချီးငှားနဲ့ထာဝရဘုရားကိုပဲချီးငှားလူတွေကိုချီးငှားရင်မတေချာဘူးပြန်ရမယ်မရဘူးဆိုမတေချာဘူးအခက်မသိရင်အထိုးတောင်မှခံရနိုင်တယ်အရင်တော့ကျွန်တော်တို့ကျောင်းတက်တုန်းကသူငယ်ချင်းတယောက်ကကျွန်တော်စီမှာပတ်စံချီးတာသူငယ်ချင်းနဲ့ပတ်စံချီးပါအောင်တစ်ဖက်မကြော်စေရဘူးတဲ့နော်ဂရီတွေအကျဉ်းချင်းပြီးတော့ကျွန်တော်လဲချီးလိုက်တယ်တစ်ပတ်ကြော်သွားတယ်မပေးသေးဘူးနှစ်ပတ်မပေးသေးဘူးသုံးပတ်မပေးသေးဘူးကျွန်တော်လည်းမတောင်းချင်ဘူးတော့သူအလိုက်တတိတိနဲ့ပေးမလားဆိုပြီးကျွန်တော်စောင့်နေတာပဲရှိတယ်မပေးဘူးကျွန်တော်လည်းအချိန်ကောင်းအခွင့်ကောင်းကိုပေါ့နော်ကြည်နေတာသူပိုက်ဆံမရှိဘဲနဲ့တော့တောင်းတယ်ဆိုရင်လည်းရမှာမဟုတ်ဘူးဆိုတော့သူပိုက်ဆံရှိမဲ့အချိန်ကိုကျွန်တော်စောင့်နေတာအဲနောက်ဆုံးသူဘွေယူသွားတာဘွေယူတော့သူ lap gift တွေပါရရလေနော်အဲ့ဒီ lap gift တွေပါရည်တဲ့အချိန်ကျွန်တော်လည်းသွားပြီးတော့မှစကားပြောပြီးတော့မှစကားပြောရင်ပြောနေသူရှိပါပြောလဲဆိုတော့အေးငါမေ့နေတာမင်းငါစီမှာအကျွေးရှိသေးတာပဲတော့ကျွန်တော်ဘာပြောလဲမှတ်နေတော့မင်းကမေ့ပြီးထင်တာတဲ့အကြောင်းကမပေးတော့တာတဲ့ဟာငါလည်းမထားတာမဟုတ်ပြီမဲ့မတ်မိနေတယ်လို့ပြန်ပြောတာပါနော်ပြောချင်တာကလူဒီစမှာချီးတဲ့ခါမှာနော်ပြန်တောင်းဖို့ပြန်ရဖို့မလွယ်ဘူးအတိုးမပြောနဲ့အရင်တောင်မှရမယ်မရဘူးဆိုတော့မတေချာဘူးဒါပေမဲ့ဖခင်စီမှာကျွန်တော်ချီးငားတယ်ဆိုလို့ရှိရင်ဘုရားသခင်မဆက်ဘဲမနေဘူးအာမင်ဆက်တဲ့အခါမှာလဲအတိုးလောက်နဲ့မဆက်ဘူး तू ကဆက်တဲ့အခါမှာအစနဲ့ဆက်တဲ့ဘုရားဖြစ်တယ်ဘယ်လိုဆက်တော့အစ30အစ60အစ100ဟာလေလုယာအကြောင်း
လူရီစီမှာမချီငါနဲ့ဖျားစီမှာပဲချီငါပါဖျားသခင်ကအစတရားတင့်ကိုဆက်ပြီးဆိုရင်တင်မကြွယ်ဝမချမ်းသာစရာအကြောင်းမရှိတော့ဘူးကျမ်းစာထဲမှာအိုက်ဇက်တို့မိသားစုဖျားသခင်ကအစတရားကောင်းကြီးပေးလိုက်တဲ့အခါမှာနော်ဘယင်းတွေတော့မှသူတို့ကိုကြောက်သွားတယ်မနာလိုတဲ့အထိတောင်ဖြစ်သွားတယ်ဒီနေ့လဲတင့်ကိုဖျားသခင်ကအစတရားကောင်းကြီးပေးလိုက်တယ်ဆိုရင်တင့်ဘေးနားမှာရှိတဲ့လူတွေအားလုံးကတင့်ကိုအံ့ဩသွားလိမ့်မယ်အာမင်အဲကြောင့်ကျွန်တော်ဆက်တဲ့ချီးငားတဲ့ခါမှာလူတွေစီမှာမချီးငားပါနဲ့ဖျားစီမှာပဲချီးငားပါဟာလေလုယာအဲကြောင့်ကျွန်တော်တို့ရဲ့မျော်လင့်ခြင်းကဖျားစီကနေပဲဖြစ်ရမယ်လူတွေစီကနေကျွန်တော်တို့မျော်လင့်တဲ့ခါမှာမျော်လင့်တယ်လို့မဖြစ်လာတဲ့ခါမှာကျွန်တော်တို့ဝမ်းနည်းမှုကြေကွဲမှုနဲ့ကြုံတွေ့တတ်တယ်အဲဒါကြောင့်ကျွန်တော်ဒီနေ့လူငယ်တွေကိုပြောချင်တဲ့ຢာကလူတွေစီမှာကျွန်တော်တို့မျော်လင့်တော့မယ်ဆိုရင်တည်တဲ့အချက်၃ချက်ပေါ့နော်ပထမတစ်ချက်ကကိုမျော်လင့်တဲ့ပုဂ္ဂိုလ်ကိုအားကိုးတဲ့ပုဂ္ဂိုလ်ဟာအခုအငွေကဲတို့ကွယ်ပြောက်နိုင်တယ်ဆိုတာနားလည်ခိုင်းစေခြင်းတယ်ပြီးတော့ဒုတိယတစ်ချက်ကကိုမျော်လင့်တဲ့ပုဂ္ဂိုလ်ဟာစိတ်ပြောင်းသွားနိုင်တယ်ဆိုတာကျွန်တော်တည်ထားဖို့လိုတယ်ပြီးတော့နံပါတ်3ကိုမျော်လင့်တဲ့ပုဂ္ဂိုလ်ဟာမေ့တတ်တယ်ဆိုတာကျွန်တော်တို့တည်ထားမှာဖြစ်တယ်ဒီအချက်၃ချက်ကျွန်တော်တို့သိပြီဆိုလို့ရှိရင်လူတွေကိုကျွန်တော်တို့မျော်လင့်တော့မှာမဟုတ်ဘူးဖျားစီကပဲကျွန်တော်မျော်လင့်တော့မှာဖြစ်တယ်အာမင်ဟုတ်ပြီကျွန်တော်နံပါတ်1အချက်ကိုမျော်လင့်တဲ့ပုဂ္ဂိုလ်ကအခိုးငွေကဲတို့ကွယ်ပြောက်နိုင်တယ်ကျမ်းစာထဲမှာလူရဲ့အသက်ကိုဘယ်လိုပြောထားလဲဆိုတော့မြူခိုးကဲတို့တဲ့ပြောတချို့နေရာတွေမှာပန်းပွင့်ကဲတို့ဆိုပြီးမှခိုင်းနိုင်ထားတယ်ဖခင်ကလည်းလူတွေကိုအားကိုးဖို့ရန်အတွက်အလိုမရှိဘူးသူ့ကိုပဲအားကိုးဖို့ရန်အတွက်အားကိုးခိုင်းစေခြင်းတဲ့ဖခင်ဖြစ်တယ်ဟေရှာယအခန်းကြီး1အခန်းငယ်20ကျွန်တော်တစ်ချက်လောက်ဖတ်ရအောင်ဟေရှာယအခန်းကြီး2အခန်းငယ်20မှာဖခင်ရဲ့နှုတ်ကပတ်တော်ကဘယ်လိုပြောထားတော့နှာခေါင်းနဲ့အသက်ရှူသောလူတို့တော်ကိုမကိုးစားကြနဲ့တဲ့ထိုတို့သောသူကိုအဘယ်တို့ပမာဏပြုเสียရှိသည်နည်းတဲ့နှာခေါင်းနဲ့အသက်ရှူတဲ့လူကိုမကိုးစားနဲ့တကယ်လည်းမှန်တဲ့စကားဖြစ်တယ်လူတယောက်ဘယ်လောက်ပဲအောင်မြင်နေပါစေဘယ်လောက်ပဲတော်နေပါစေဘယ်လောက်ပဲချမ်းသာနေပါစေသူရဲ့နှာခေါင်းဘက်ကနေအသက်ရှူရက်သွားပြီဆိုရင်အဲ့ဒီလူကိုကိုးစားလို့မရတော့ဘူးဘာမှသုံးစားလို့မရတော့ဘူးအဲ့တော့ကြောင့်ဖခင်ကလူတွေကိုမကိုးစားနဲ့ကိုးစားခြင်းနဲ့ဆိုလို့ရှိရင်ငါ့ကိုပဲကိုးစားပါလို့ပြောထားတာဖြစ်တယ်မိုက်ကယ်ဂျက်ဆန်ရဲ့အထုပ်ပတ်တီကိုကျွန်တော်ဖတ်တဲ့အခါမှာသူရဲ့စိတ်ဆန္ဒကတော့ကဘာမီကြီးပေါ်မှာအသက်150နေခြင်းတယ်အဲ့တော့ကြောင့် तू ကအကောင်းဆုံးဆရာဝန်တွေကိုခေါ်ပြီးတော့မှသူ့ရဲ့ကျမ်းမာရေးကို view site ခိုင်းတယ်ဒါပေမဲ့အသက်တေချင်းရှင်ချင်းဆိုတာကလူရဲ့လက်ထဲမှာမရှိတာတော်တော်လေးနားလည်ရတယ်ဖခင်ရဲ့လက်ထဲမှာရှိတယ်ဆိုတော့ကျွန်တော်တို့ပို့ပြီးတော့မှနားလည်တယ်150နေခြင်းတာကိုအသက်50နဲ့ तू ဆုံးသွားတယ်ပြောမှဆိုတော့3ပုံ1ပုံတော့ तू နေခွင့်ရသွားတယ်ဒါပေမဲ့ तू မျောလင့်တယ်လို့မဖြစ်လာဘူးပြောချင်တာကလူရဲ့အသက်ကအခိုးငွေကဲလို့ဖြစ်တယ်အဲကြောင့်ကျွန်တော်တို့အားကိုးလို့မရဘူးအားကိုးတဲ့ဆိုရှင်လည်းကျွန်တော်တို့မားသွားလိမ့်မယ်နော်တမန်တော်ဝတ္ထုထဲမှာဟေရုမင်းသူ့ကိုကျွန်တော်တစ်ချက်ကြည့်မယ်ဆိုလို့ရှိရင်တမန်တော်ဝတ္ထုအခန်းကြီး7အခန်းငယ်21ကနေ20ဟေရုမင်းဒီလေတဲ့ချင်းချစ်တော်နေ့၌မင်းမြောက်တစားကိုဝတ်ဆင်၍ပလင်တော်ပေါ်မှာထိုင်လျက်ထိုသူတို့အားမိန့်တော်မူ၏လူများတို့ကဤအတန်ဒီလူ၏အတန်မဟုတ်ဘုရားသခင်၏အတန်ဖြစ်တယ်ဟုကြွေးကြော်ကြသည်ရှိတော်တဲ့လူတွေကဒီဟေရုမင်းကိုပြန်ပြောတယ်ပေါ့နော်ဟာဒီအတန်ကလူအတန်မဟုတ်ဘူးဘုရားသခင်ရဲ့အတန်ဖြစ်တယ်တနည်းနဲ့ပြောမှဆိုတော့သူတို့ရဲ့ရှင်ဘုရင်ဝမ်းသာသွားအောင်ဝမ်းမြောက်သွားအောင်ကြွားတဲ့သဘောဖြစ်တယ်သူတို့ကြွားတဲ့အရာကလွန်သွားတယ်ပြောမှာပေါ့ဟာအရှင်မင်းကြီးအတန်ကလူအတန်နဲ့မတူဘူးဘုရားသခင်ရဲ့အတန်နဲ့တူတယ်တဲ့ဟေရုကလည်းငါလူဖြစ်တယ်လို့သူမဝန်ခံဘူးသူကသူဖျားလို့သူတတ်မှတ်လိုက်တဲ့ခါမှာထိုင်ရင်းနဲ့သူအသက်ပျောက်သွားတယ်နော်ဘလောက်တောင်မှလူတွေရဲ့အသက်ကအခုငွေကဲတော့ကွယ်ပြောက်နိုင်လဲဆိုတာဒီကျမ်းပိုက်ကိုကြည်ချင်းအပြင်ကျွန်တော်တို့နားလေရတယ်အဲ့ဒါကိုပီတရုကကောင်းကောင်းနားလေတဲ့အတွက်ကြောင့်နော်တမူကောလီနီတို့အိမ်ကိုသွားတဲ့ခါမှာတမူကောလီနီကတွေ့ချင်းပဲသူ့ကိုပြက်ဝက်ပြီးတော့မှကိုးကွယ်မယ်လုပ်တဲ့အချိန်မှာငါ့ကိုမကိုးကွယ်နဲ့ငါ့ကိုမပြက်ဝက်နဲ့ငါဟာလူတယောက်ဖြစ်တယ်သင်တို့ကိုးကွယ်ရမှာကဖျားပဲဖြစ်တယ်သင်တို့ပြက်ဝက်မှာကဖျားပဲဖြစ်တယ်ဆိုပြီးတော့မှပီတာကပြန်သားတာဖြစ်တယ်ပီတာလည်းမသားဘဲနဲ့သူဖျားလို့ပုံစံသူလက်ခံမယ်ဆိုရင်ဟေရုမင်းကဲတော့သူဖြစ်သွားမှာဖြစ်တယ်
ပြောချင်တာကလူရဲ့အသက်ကခဏမြင်နေ့မြင်ညပြောက်ကွယ်ပြောက်နိုင်တဲ့အသက်တစ်ချောင်းဖြစ်တယ်အဲကြောင့်ကျွန်တော်တို့လူတွေကိုကျွန်တော်တို့အားကိုးလို့မရဘူးကျွန်တော်လူတွေကိုအားကိုးမိတယ်ဆိုလို့ရှိရင်ဒီနေ့ကနေစပြီးတော့မှကျွန်တော်တို့အားကိုးတဲ့အရာကိုကျွန်တော်တို့ပြောင်းဖို့လိုအပ်ပြီဟာလေလုယာပြီးတော့ဒုတိယအချက်ကိုမျော်လင့်တဲ့ပုဂ္ဂိုလ်ကိုအားကိုးတဲ့ပုဂ္ဂိုလ်ဟာစိတ်ပြောင်းသွားနိုင်တယ်ဆိုတော့ကျွန်တော်တို့တည်ထားဖို့လိုအပ်တယ်ဒါဝိရဲ့အသက်တာကိုကျွန်တော်ကြည့်တဲ့အခါမှာဒါဝိလည်းသူတစ်ချိန်တစ်ခါတုန်းကသူ့သခင်ရှောလုကိုမျော်လင့်ခဲ့တယ်အားကိုးခဲ့တယ်အဲ့လိုမျော်လင့်တဲ့အားကိုးခဲ့တဲ့အကြောင်းရင်းကလည်းရှောလုကလည်းဒါဝိကိုအယံကိုမှချစ်တယ်တဲ့နော်သားတယောက်လိုကိုချစ်တာကျွန်တော်ကဘာတော့တစ်ချက်လောက်ကျွန်တော်ဖတ်ရအောင်တိဒမယာဇုံအခန်းကြီး16အခန်းငယ်21မှာဘယ်လိုပြောထားလဲဒါဝိဒီရှောလုထံသို့ရောက်၍ခါစားသဖြင့်ရှောလုဒီအလွန်ချစ်၍လက်နက်တော်ဆောင်အရာ၌ခံထား၏တဲ့ရှောလုကဒါဝိကိုအယံချစ်တဲ့ကြောင့်သူ့ရဲ့လက်နက်ကင်ဖို့ရန်အတွက်တာဝန်ပေးထားတယ်ဒီတကယ်ကျမ်းစာလေ့လာတဲ့ကျမ်းစာပညာရှင်တွေပြောတဲ့ပုံစံအရဆိုရင်အဲ့ရှောလုနဲ့ယောနသန်ခင်မှာတဲ့ဣသီလတိုင်းပြည်မှာလက်နက်ဒါလက်နက်တွေမရှိသေးဘူးဒါကောင်းကောင်းကင်နိုင်တာဆိုလို့ရှင်ဘရင်နဲ့ယောနသန်ပဲကင်နိုင်သေးတာဖြစ်တယ်တဲ့ကျန်တဲ့လူတွေကဘာကင်လဲဝေရင်တို့ကင်တယ်ကင်ရင်လည်းကင်မအောင်နော်မရှိသေးဘူးဒါကောင်းကောင်းကင်တာဆိုဘရင်နဲ့အဲ့ဒီယောနသန်ပဲရှိသေးတယ်သူ့ရဲ့ဓာတ်ကိုကင်ဖွင့်အတွက်တာဝန်ပေးတယ်ဆိုတာကအယံကုန်မှချစ်တယ်ဆိုတဲ့တင်ကြတာဖြစ်တယ်ဘယ်ချိန်ထိချစ်လဲဆိုတော့ဂေါလေးရဲ့ခေါင်းမဖြတ်ခင်အထိရှောလုကဒါဝိကိုအယံချစ်တယ်ဒါပေမဲ့ဂေါလေးကိုနိုင်ပြီးပြန်လာတဲ့ချိန်ကျတော့သူ့ရဲ့စိတ်ကပြောင်းသွားတယ်အစကသူအယံကုန်မှချစ်တဲ့သူကိုအကောင်ဘသူသားလေတဲ့နော်သူကဘသူသားလေအစတော့ရမ်းချစ်တယ်နော်သူနားမှာအမြဲတမ်းထားတဲ့သူကိုဂေါလက်ကိုနိုင်ပြီးပြန်လာတဲ့ချိန်ကျတော့ तू ကဘသူသားလေမင်းခွင်းတောင်ထုတ်လာတယ်အစမှာတော့ဒီဂေါလက်ကိုတတ်နိုင်တဲ့သူရှိလို့ဆိုရင်သူ့ရဲ့သမီးတော်နဲ့ပေးစားမယ်ဒီ list ဆောင်ပကတနာတွေအများကြီးစုချမယ်ဆိုပြီးပြောထားတာဒါပေမဲ့လူတွေရဲ့နှလုံးသားထဲမှာလူတွေရဲ့နှုတ်ထဲမှာရှောလုအထောင်ထောင်ဒါဝိအတောင်တောင်တတ်လေစွတ်တကားဆိုတဲ့ကြွေးကြော်တန်ကိုရှောလုကကြားတဲ့အချိန်မှာသူ့ရဲ့စိတ်တွေအားလုံးကပြောင်းသွားတယ်ဒါဝိကိုချီးမြှောက်ဖို့မဟုတ်တော့ဘူးဒါဝိကိုဘလို့လှုပ်ကြရင်ကောင်းမလဲဆိုတဲ့စိတ်ကပြောင်းသွားတယ်အဲကြောင့်လူတွေကိုကျွန်တော်တို့မျောလင့်တယ်လူတွေကိုအားကိုးတယ်ဆိုလို့ရှိရင်ဘယ်လောက်တောင်မှကြောက်စရာကောင်းလဲအစမှအယံကိုမှချစ်တဲ့သူတရားတတ်ဖို့ရန်အတွက်လှုပ်ကြံဖို့ရန်အတွက်သူ့ရဲ့စိတ်ကပြောင်းသွားတယ်ဒါကြောင့်လူတွေကိုကျွန်တော်တို့အားကိုးလို့မရတော့နောက်ဆုံးသူ့သမီးနဲ့တောင်မပေးစားကြတော့သူ့သမီးနဲ့လက်ထပ်ခါနီးနော်လက်ထပ်တော့မဲ့အချိန်မှာရှောလုကဘယ်လောက်တောင်ရုပ်မာလဲဆိုတော့တခြားတယောက်နဲ့ပေးစားလိုက်တာနော်ဒါဝိဘယ်လောက်ခံစားမလဲအဲ့နဲ့ဒုတိယအငယ်တယောက်ပြန်ပြီးတော့မှပြောတယ်ပေါ့နော်ဒါဝိကငါရဲ့သမီးကိုလူချင်တယ်ဆိုလို့ရှိရင်ဖိလိတိတို့ရဲ့အည်ဖျားတရားနဲ့လာပြီးတော့မှတင်တောင်းပါဒါဆိုရင်ဘုရင်ကြီးရဲ့စိတ်တော်ပြည်နိုင်မယ်ဆိုပြီးတော့မှသူ့ရဲ့အစီခံကျွန်းတွေကိုတွားပြောခိုင်းတယ်နှုတ်ကပတ်တော်တစ်ချက်လောက်ကျွန်တော်ဖတ်ရအောင်တိတမယဇ်အခန်းကြီး18အခန်းငယ်25တင်တို့ဒီတဲ့တဖန်ပြောရမည်မှာရှင်ဘုရင်ဒီရန်သူတို့၌စိတ်တော်ပြည်မိအကြောင်းဖိလိတိလူတို့၏အည်ဖျားတရားမှတပါအခြားသောလက်ဖွဲ့ရာကိုအလိုတော်မရှိဟုမှာထား၏တို့ရာတွင်ဒါဝိကိုဖိလိတိလူတို့လက်ဖြင့်ဆုံးစီမိဟုရှောလုအကြံရှိ၏တဲ့တကယ်တမ်းကျတော့ရှောလုကဒီအည်ဖျားတရားကိုလိုချင်တာမဟုတ်ဘဲနဲ့ငါလက်နဲ့ဒီဒါဝိကိုတတ်မဲ့အစားရန်သူရဲ့လက်ထဲမှာတေးပါစေဆိုတဲ့ပုံစံမျိုးနဲ့တွားခိုင်းတာဖြစ်တယ်ဒါပေမဲ့ဒါဝိကစစ်တိုက်တဲ့နေရာမှာအယံကိုမှကျွမ်းတဲ့စစ်သူရဲ့တယောက်ဖြစ်တဲ့အတွက်ကြောင့်တရားမဟုတ်ဘူးနေရာယူချပြီးတော့မှလာတင်တောင်းတာဖြစ်တယ်ဘယ်လောက်ပဲရည်ချင်းရှိပါစေဘယ်လောက်ပဲတော်ပါစေရှောလုကသူ့ကိုသဘောမကျတော့တဲ့အတွက်ကြောင့်အမြဲတမ်းဒါဝိရဲ့အသက်ကိုရှာတဲ့အခါမှာနောက်ဆုံးဒါဝိကနန်းတော်ထဲမှာနေလို့မရတော့သူတောထဲကိုထွက်သွားရတော့တယ်အဲ့ချိန်မှာသူအယံခံစားမှာပဲအယံကြေကွဲမှာပဲဒါပေမဲ့အဲ့ဒီအချိန်ကမျောလင့်ချက်အသက်ရတဲ့အချိန်ဖြစ်နေတယ်။အိုးငါ့ကိုမဆာချင်းကြောင်းတွေပေါ်တော်တောင်ရွလို့ငါမျောကြည့်တယ်တဲ့။တကယ်တမ်းကျတော့ငါ့ကိုမဆာတာငါ့ကိုအမြင့်ရအောင်ပို့တာကဟိုတောင်ရိုးတွေမဟုတ်ဘူးဖျားစီကနေပဲဖြစ်တယ်ဆိုပြီးသူမျောလင့်ချက်အသက်ရတဲ့နေ့ဖြစ်သွားတယ်။
အာမင်ဒီနေ့တင်းနဲ့ကျွန်တော်ကိုမဆာမှာကဖျားပဲဖြစ်တယ်ဒါပေမဲ့ဖျားမှာနီးလန်းများစွာရှိတယ်တဦးတယောက်ကိုလည်းအသုံးပြုနိုင်တဲ့ဖျားဖြစ်တယ်ဟာလေလုယာအဲ့တော့ကျွန်တော်တို့မျှော်လင့်ရမှာကဖျားပဲဖြစ်တယ်ပြီးတော့နံပါတ်3အချက်ကိုမျှော်လင့်တဲ့ပုဂ္ဂိုလ်ဟာမေ့တတ်တယ်ဆိုတော့ကျွန်တော်နားလည်ထားဖို့လိုအပ်တယ်ယောသရဲ့အသက်တာအဖြစ်ကျွန်တော်ပြောချင်တယ်ယောသသူထောင်ကျသွားတယ်နော်သူကျတဲ့ထောင်ကလည်းရိုးရိုးတန်မှန်လူတွေကျတဲ့ထောင်မဟုတ်ဘူးကျမ်းစာကိုကျွန်တော်ဖတ်တဲ့အခါမှာဘုရင်ရဲ့အမှုထမ်းတွေကျတဲ့ထောင်ဖြစ်တယ်တဲ့အဲ့တို့ကြောင့်လဲဒီဖလားတော်ဝင်နဲ့စားတော်ဝင်နဲ့တွေ့တာသူတို့ညရဲ့အိမ်မက်ကိုအနှစ်ပြန်ပေးတယ်ဒါပေမဲ့ပြန်လွတ်မဲ့ဖလားတော်ဝင်စီမှာယောသကဘာပြောလဲဆိုတော့တင်တရားနေလွတ်မြောက်သွားတဲ့ခါမှာဘုရင်ကြီးစီမှာကျွန်တော်ကိုပြောပေးပါကျွန်တော်လွတ်မြောက်ဖို့ရန်အတွက်နှုတ်ကပတ်တော်တစ်ချက်လောက်ကျွန်တော်ဖတ်မယ်ကပ္ပဦးကျမ်းအခန်းကြီး40အခန်းငယ်14-15ကပ္ပဦးကျမ်းအခန်းကြီး40အခန်းငယ်14-15တင်ဒီချမ်းသာရတော့အခါကျွန်ုပ်ကိုအောင်းမေး၍ကျေးဇူးပြုပါလောဖာရောဘုရင်ကိုရှောက်ရကျွန်ုပ်ကိုဤအိမ်မှနှုတ်ယူပါတဲ့နော်ယောသကအဲ့ဒီဖလားတော်ဝင်စီမှာသူမျောလင့်တာဖလားတော်ကလည်းပြောမှာပေါ့ငါတကယ်လို့လွတ်သွားတယ်ဆိုလို့ရှိရင်ငါလွတ်မြောက်သွားတယ်ဆိုလို့ရှိရင်ငါပြောပေးမယ်မပူနဲ့မင်းတကယ်မင်းလည်းထောင်ထဲနေလွတ်သွားမယ်ဒါပေမဲ့အဲ့ဒီဖလားတော်ကဘုရင်အနားကိုရောက်တဲ့အခါမှာယောသကိုမေ့သွားတယ်တဲ့ဘယူတတိမရတော့ဘူးဒါပေမဲ့ယောသကိုမမေ့တဲ့သူတယောက်ရှိတယ်အဲ့ဒါဘယ်သူတော့ထာဝရဘုရားကယောသကိုမမေ့ဘူးဒီနေ့လဲတင့်ကိုလူတွေမေ့ကောင်းမေ့လိမ့်မယ်တင့်ကိုမမေ့တဲ့သူတယောက်ရှိတယ်အဲ့ဒါကထာဝရဘုရားပဲဖြစ်တယ်လူတွေကတင့်ကိုအကောင်းဆုံးချိန်တွေမှာမေ့ကောင်းမေ့လိမ့်မယ်မမေ့တာကထာဝရဘုရားပဲဖြစ်တယ်ထာဝရဘုရားကယောသကိုမမေ့တဲ့အတွက်ကြောင့်သူဘယ်လိုလုပ်တော့ရှင်ဘုရင်ကိုအိမ်မက်အမက်ခံလိုက်တယ်အဲ့ဒီအိမ်မက်အနှစ်တိတ်ပဲကိုဘယ်သူမှမပြန်နိုင်ဘူးအခုချိန်မှာဒီအိမ်မက်နှစ်တိတ်ကိုပြန်ပေးပါလို့ပြောရင်ကျွန်တော်တို့အားလုံးမပြန်တတ်တဲ့သူတယောက်မှရှိမှာမဟုတ်ဘူးဒါပေမဲ့အဲ့ဒီအချိန်ခါတုန်းကဘယ်သူမှအဲ့ဒီအိမ်မက်အနှစ်တိတ်ပဲကိုမပြန်နိုင်ဘူးဘာလို့လဲဘုရားသခင်ကဝတ်ထားတဲ့အတွက်ကြောင့်ဖြစ်တယ်ဘာလို့ဝတ်ထားလဲယောသကိုချီးမြှောက်ဖို့ရတဲ့ဘုရားသခင်ကဝတ်ထားတာဖြစ်တယ်အာမင်ဒီနေ့လည်းတင်းကိုဘုရားကချီးမြှောက်ဖို့ရတဲ့ဘုရားမှာလက်ဝတ်ချက်တွေများစွာရှိသေးတယ်အဲ့ဒီလက်ဝတ်ချက်ကိုတင်းကိုယ်တိုင်တင်ပါမှာပဲရမယ်တင်းကတော့ချက်ဖြစ်တယ်အာမင်ဒီနေ့မှာကျွန်တော်ပြောချင်တာကယောသလည်းသူလူတွေစတဲ့သူမျောလင့်ခဲ့တယ်သူမျောလင့်တဲ့ပုဂ္ဂိုလ်ကမေ့သွားတယ်ဒါပေမဲ့ဒီထောင်ထဲကနေလွတ်မြောက်လာဖို့ရန်အတွက်ဒီထောင်ထဲကနေအမြင့်ကိုရောက်ဖို့ရန်အတွက်ဘယ်သူပေးတာလဲဆိုတော့ထာဝရဘုရားပဲပေးတာဖြစ်တယ်ဘယ်သူတွေကိုအသုံးပြုလဲရှင်ဘုရင်နဲ့အဲ့ဒီဖလားတော်ဝင်ကိုအသုံးပြုပြီးတော့မှဒါဝိဒ်ကိုချီးမြှောက်တာဖြစ်တယ်အာမင်ဒီနေ့လေအဲ့လိုပုံစံအတိုင်းဘုရားသခင်အသင်ကိုချီးမြှောက်နိုင်တာဖြစ်တယ်ဟုတ်ပြီကျွန်တော်နောက်ဆုံးအနေနဲ့အက်စတာရဲ့အသက်တာနဲ့ကျွန်တော်ခွန်အားပေးခြင်းတယ်နော်အက်စတာလည်းသူရှင်ဘုရင်မဖြစ်တယ်ဒါပေမဲ့သူထမ်းတဲ့ဝင်ကအယံကိုမှလေးတယ်ဘာကြောင့်လဲဆိုတော့သူ့ရဲ့ယူဒလူမျိုးတစ်ဆွေလုံးတစ်မျိုးလုံးအသက်ခံရမဲ့ဝင်ကိုသူကထမ်းထားတာဖြစ်တယ်တကယ်တမ်းပြောမှဆိုရင်တော့သူ့ယောက်ျားကိုအားကိုးလို့ရတယ်နော်မိန်းမမာယာသုံးပြီးတော့မှသူ့ယောက်ျားစီမှာသွားပြီးတော့မှအကိုမိန်းမမာယာသုံးပြီးတော့မှအဲ့ဒီဘူချုပ်ကြီးနေမှာဟာမန်နော်ဟာမန်ကကျမရဲ့အမျိုးတွေကိုတတ်ဖို့ရတဲ့လုံနေတယ်ကြည့်လို့ပေးပါအောင်ကြည့်ပြောပေးပါအောင်လို့ तू လှုပ်လို့ရတယ်ဒါပေမဲ့ तू ကလူကိုအားမကိုးဘူးဘယ်သူအားကိုးလဲဖယားကိုအားကိုးတယ်ဖယားစီကနေ तू မျောလင့်တယ်အဲ့တော့ကြောင့်ဖယားကိုရှားတယ်စုတောင်းတယ်အရင်တော့ကျွန်တော်ချင်းတောင်ကဆရာတယောက်ကျွန်တော်ထဲမှာလည်းတိတိတူရှိမှာပါဆရာဟန်ဆရာမုံတောင်စီတွားပြီးတော့မှဆရာကျွန်တော်လည်း US တစ်ခေါက်လောက်တွားချင်တယ်လို့ပြောတဲ့ခါမှာဆရာမုံတောင်ကစုတောင်းရအောင်လို့ပြောတော့ကျွန်တော်စုတောင်းပြီးတော့မှလာခဲ့တာတခါလေ US ရောက်သွားတာနော်ဒီနေ့လည်းကျွန်တော်တို့ဘာပဲလုပ်ဘာပဲပြောအရင်စုတောင်းရအောင်အရင်စစ်ကရအောင်အာမင်အစတာလည်းသူအဲ့ဒီအကြောင်းအရာကိုမပြောခင်သူအမြဲသူဖျားစီမှာတွားပြီးတော့ဖျားကိုရှာတယ်ဖျားစီမှာစုတောင်းတယ်အဲ့ဒါပြီးမှပဲသူဘုရင်ကြီးစီမှာပြောတဲ့အခါမှာသူပြောတဲ့စကားလုံးတိုင်းကဒါနှစ်ဖက်လန်ကဲတော့အမြဲတမ်းထက်သွားတယ်ဟာလေလုယာ
သူပြောသမျှအရာအလုံးကဘယင်ကလိုက်လို့ရတဲ့အခြေအနေဖြစ်သွားတယ်အဲ့ဒါဘာကြောင့်လဲလူတွေကိုမအားကိုးပဲနဲ့လူတွေစီကနေမမျော်လဲမဲနဲ့ဖျားစီကနေမျော်လဲတဲ့အတွက်ကြောင့်သူ့ရဲ့အကြံစီအောင်မြင်သွားတာဖြစ်တယ်အာမင်အကြောင်းဒီနေ့ကျွန်တော်ခွန်အားပေးခြင်းတယ်ဆာလံစီရလိုပဲငါ့ကိုမဆခြင်းကြောင့်ဒီပေါ်ထွက်တော့တောင်ရုပ်ငါမျောကြည့်တယ်တဲ့တကယ်တမ်းငါ့ကိုမဆတာတကယ်တမ်းငါ့ကိုအမြင့်ကိုပို့ပေးတာကဖျားပဲဖြစ်တယ်ဆိုတဲ့အတွေ့အခေါ်မျိုးကိုလူငယ်အားလုံးကိုရှိခိုင်းစေခြင်းတယ်အာမင်တကယ်လဲတင့်ကိုကောင်းကြီးပေးနေတာဖျားပါပဲတင့်ကိုအောင်မြင်ခိုင်းစေနေတာလဲဖျားပါပဲအာမင်တော့ကြောင့်မို့နော်ဒီနေ့ကျွန်တော်ခွန်အားပေးခြင်းတယ်တင်းရဲ့မျောလင်းချစ်ဒီဖျားစီဖျားသခင်သာဖြစ်ပါစေဆိုပြီးကျွန်တော်ဒီနေ့အနေငယ်တော်အားဖြင့်ခွန်အားပေးခြင်းတာဖြစ်တယ်ရောက်ချင်းစီတိုင်းဖျားရှင်ထူကောင်းကြီးပေးပါစေကျွန်တော်အားလုံးမတ်တရပြီးတော့မှ